မိမတယောက်ကသမီးရဲ့အဟောင်းစားပစ္စည်းတွေကိုတန်ရှင်းရေးလုပ်နေခဲ့တယ်။၃ နှစ်လောက်ကလေးကပြတ်သွားတဲ့သမီးရဲ့ဖုန်းကိုလက်ထဲထည့်လိုက်ချိန်မှာရုတ်တရက်သမီးအတွက်တီးတန့်ထားတဲ့ဖုန်းမြည်တမ်းမြည်လာခဲ့တယ်။သူမရဲ့နှလုံးသားတုန်ခါသွားတယ်။ငါသမီးကိုမလုံမကွာလွန်းလို့ထင်ရောက်ထင်မှားဖြစ်နေတာပဲလို့စိတ်ထဲတွေးလိုက်တယ်။ဒါပေမဲ့နောက်စက္ကန့်တစ်ချက်အတွင်းဖုန်းထဲကနေတကယ်သမီးရဲ့အတန်ထွက်လာခဲ့တယ်။မိခင်ကတေချာမယုံနိုင်ပဲအံ့အားသင့်သွားပြီးအိယာပေါ်ကနေလဲကျသွားတယ်။ဘာလို့လဲဆိုတော့သူမရဲ့သမီးဟာ၃ နှစ်အရင်ကတည်းကတေဆုံးခဲ့ပြီးသားဖြစ်တယ်။ကိုတည်ငြိမ်အောင်စူးစမ်းရင်းအတန်ဖမ်းထားတဲ့ message ဖြစ်နိုင်တယ်လို့ထင်ပြီးဖုန်းကိုမြ мян စစ်လိုက်တယ်။ဒါပေမဲ့စကရင်ပေါ်မှာ active call လို့ပြနေတယ်။လက်တုံတုံနဲ့မိခင်ကမေးလိုက်တယ်။အခုအချိန်ဘယ်နှစ်နာရီလဲ။သမီးကအံ့အားသင့်သွားတယ်။ဒါပေမဲ့မိခင်ရဲ့အတန်ထိတ်လန့်နေတာကြောင့်အချိန်ကိုပြန်ပြောလိုက်တယ်။အဲ့ဒီအချိန်ဟာသူမတေဆုံးခဲ့တဲ့ညတက်ခံရမယ့်အချိန်မတိုင်ခင်9 မိနစ်တိတိဖြစ်နေတယ်။အဲ့ဒီအချက်ကိုသိလိုက်တဲ့မိခင်ကအော်ဟစ်ပြီးပြောလိုက်တယ်။အခုချက်ချင်းအိမ်ထဲကထွက်ပြေးအဲ့ဒီညတကောင်ရံမှာနင်းတက်ခံရတယ်။သမီးကနားမလဲပေမဲ့မိခင်ရဲ့အတန်ကအလွန်အမင်းအရေးကြီးနေတယ်လို့ဖြစ်လို့တကားဘက်ပြေးသွားတယ်။ဒါပေမဲ့တကားနားရောက်ချိန်မှာရုတ်တရက်ရက်သွားတယ်။မိခင်ကထိတ်လန့်စွာအိမ်ကြီးချင်းအိမ်ကိုပြေးဦးလို့ပြောလိုက်တယ်။အဲ့ဒီချိန်မှာတကားဖွင့်တန်ကြားလိုက်ရတယ်။နောက်တစ်ခါသမီးရဲ့အော်တန်ကဲပါဆိုတဲ့အတန်မိခင်ရဲ့မျက်ရည်မထိန်နိုင်တော့ဘူး။ဖုန်းထဲကနေသမီးအသက်ကိုတောင်းပန်ခဲ့တယ်။ဒါပေမဲ့တုတ်ပြန်တမ်းမရှိတော့ဘူး။ကော်ပြတ်သွားတဲ့အတန်ပဲကြံခဲ့တယ်။အဲ့ဒီအခိုက်အတန့်မှာသူမတီးလိုက်တယ်။သမီးဟာသူမရဲ့ကံကြမ္မာကိုမလွတ်နိုင်ခဲ့ဘူးဆိုတာသူမအားနေသွားပြီးကျမ်းပြင်ပေါ်လဲကျသွားတယ်။အတန်ကြားလို့ခင်မုန်းကအပြေးလာခဲ့တဲ့ဖြစ်ပျက်သမျှကိုပြောပြခဲ့ပေမဲ့သူမယုံခဲ့ဘူး။နင်းသမီးကိုလုံးမကွာလွမ်းလို့ထင်ရောက်ထင်မှားဖြစ်နေတာပဲလို့ပြောလိုက်တယ်။ဒါပေမဲ့မိခင်ရဲ့စိတ်ထဲမှာအတွေးတစ်ခုပေါ်လာတယ်။ကော်ကတကယ်ဖြစ်ရင်ဒီဖုန်းကအတိတ်နဲ့ချိတ်ဆက်နိုင်တာလား။သူမဖုန်းရဲ့အချိန်ကို3 မိနစ်နောက်ပြန်ပြောင်းလိုက်တယ်။တခါထပ်ခေါ်နိုင်မလားလို့စမ်းသပ်လိုက်တယ်။ခင်မုန်းကသူမကိုကြည့်ပြီးစိတ်ပြက်နေတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဖုန်းထပ်ပြီးမြည်လာတဲ့သမီးရဲ့ဖုန်းမြည်တမ်းမိခင်ကချက်ချင်းကင်လိုက်ပြီးပြောလိုက်တယ်။စကားမပြောနဲ့အိမ်ကြီးချင်းအိမ်ကိုအမြန်ပြေးသမီးကအတိုင်းလိုက်လုပ်ပြီးပြေးထွက်သွားတယ်။ဒါပေမဲ့လမ်းလျှောက်လမ်းကြားမှာမဲမောင်တဲ့အရေးတစ်ခုကိုမြင်လိုက်တယ်။သူမပြောချင်တယ်လို့ဖြစ်တော့မိခင်ကချက်ချင်းဖြတ်ပြီးရှေ့ဆက်တကားကိုခောက်လို့ပြောလိုက်တယ်။သမီးကခောက်လိုက်တယ်။အိမ်ကြီးချင်းကတကားဖွင့်ပြီးအတွင်းဝင်ခိုင်းလိုက်တယ်။သမီးလုံခြုံနေပြီးဆိုတဲ့အတန်ကိုကြားလိုက်ချိန်မှာမိခင်ရဲ့နှလုံးသားအနားရသွားတယ်။သူမခင်မုန်းကိုတည်င်းကောင်းပြောဖို့လှည့်ကြည့်လိုက်တယ်။ဒါပေမဲ့သူမရှိတော့ဘူး။သူ့ကိုရှာဖို့ထွက်ပြေးလိုက်ချိန်မှာရုတ်တရက်ခေါင်းကိုပြင်းပြင်းထန်ထန်နာကျင်လာတယ်။ပတ်ဝန်းကျင်အရာအလုံးမဲမောင်စပြူလာတယ်။ဒီအချိန်မှာတကယ်တမ်းဘာတွေဆက်ဖြစ်မလဲ